ပါမမမင်္ဂလာပါမမရဲ့နာမည်လေးရဲ့အမရဲ့နေထိုင်တဲ့မြို့ရလေးရဲ့ကိုပြောပြပေးပါအောင်ရှင်။ဘာနာမည်ကတော့တီတာလွန်မအကြောင်းကိုမြို့မှာပါပဲဟုတ်ကဲ့ပါအမဒီရွှေစဲကြာရောတင်နန်းရဲ့ဆရာမကိုပေါ့နော်အမဘယ်လိုစသိတာလဲဘယ်လိုမျိုးလေးလဲသိသွားတာလဲဆိုတော့ပြောပြပေးပါ။အော်ဆီယမကို line ပေါ်ကနေတစ်ဆင့်သိရတယ်။ဆီယမတင်တဲ့ဗီဒီယိုဖိုင်လေးတွေကြည့်ရင်းနဲ့ဆီယမတင်တာလေးကိုသဘောကျလို့ join မိတာနော်ဟုတ်ကဲ့ပါအမဒီရွှေတင်နန်းလေးရတာတက်ပြီးတော့ပေါ့နော်အမပါလီနားလဲသွားလဲမအများကြီးနားလည်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရွှေအကြောင်းရွှေဆိုင်ဖွင့်မဲ့သူမှမဟုတ်ဘူး။ကျန်တဲ့ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းလုံးမဲ့လူတွေအတွက်ဆိုရင်တော့မဖြစ်မနေတတ်တယ်ပေါ့နော်။တကယ်လို့ရွှေလုပ်ငန်းကိုမလုပ်ဘူးကိုယ့်ဘာသာကိုယ်ရွှေအပြင်မှာဝယ်ဖို့လူအတွက်ဆိုရင်လည်းဒါမျိုးတင်နော်အများကြီးအကျိုးရှိတယ်ဟုတ်ကဲ့ပါအမအခုအမတက်ပြီးတော့ပေါ့နော်နောက်လာပြီးတော့မှ join မဲ့လူတွေအတွက်လည်းအမဘယ်လိုမျိုး message ချန်တာပေးချင်လဲရှင်အမချန်တဲ့ message ကတော့ရွှေကိုစိတ်ဝင်စားတဲ့သူတွေဒီသင်တန်းကိုတက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကိုမိသားစုတစုမှာတယောက်တက်ထားတယ်ဆိုလို့ရှိရင်လက်ဆင့်ကလေးသင်ကြားပေးလို့လည်းရတယ်လေပြီးတော့နောက်တစ်ခုကကျတော့အခုခေတ်မှာကရွှေနဲ့ပတ်သက်ပြီးအလိညာတွေကအများကြီးပဲအဲ့တော့ဒီမှာပေးရတဲ့သင်တန်းကြီးဆိုတာအမှန်တကယ်တော့ဘာမှမဟုတ်ဘူးဒီချက်စူးစမ်းအားထုတ်မှုကဒီချက်မကပို့ပြီးတော့တန်တယ်အဲ့ဒါကြောင့်မို့လို့လူငယ်လူရွယ်လေးတွေပေါ့အထူးသဖြင့်လူငယ်လူရွယ်လေးတွေရွှေကိုစိတ်ဝင်စားတဲ့လူတွေအနေနဲ့ဒီသင်တန်းကို join တင်တယ်လို့တော့မှတ်တယ်မပေါ့နော်ဒီတနန်းတက်ပြီးတော့အမချွေနဲ့ပတ်သက်ပြီးဘာဆက်လုပ်ဖို့ရှိတယ်လဲရှင်ဘလို့ရည်ရချက်လေးရှိရလဲပေါ့နော်အမကတော့ဒီသင်တန်းကို join တယ်ဆိုတာဒီအစိုးရကကိုယ်ရွှေလုပ်ငန်းရှိတယ်ဒီမှာဘာလုပ်ငန်းလေးတွေ join လဲဆိုဒီမှာတော့ကိုမသိတဲ့အချက်တွေပေါ့ဒီပြင်ဘာလေးတွေကိုတင်ရောင်းရမလဲဘယ်လိုဟာလေးတွေအတွက်လက်သွက်နိုင်မလဲပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကိုအသိဉာဏ်ပွင့်သွားတာပေါ့နောက်တစ်ခုကျတော့page ထောင်းရမယ် TikTok နဲ့ပေါအောင်လုပ်ကြမယ်ဆိုတဲ့အသိလေးတွေလည်းပို့ပြီးတော့ရှိလာတယ်ခုလိုပြကြပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီထက်မကလည်းအမလုပ်နေလုပ်ငန်းတွေတိုးတက်အောင်မြင်ပါစေမဟုတ်ပါဆရာမလည်းနောက်သင်တန်းတွေဒီထက်မကပို့ပြီးတော့ပို့ချနိုင်ပါစေတမျိုးတစ်ခွက်လုံးအများကြီးကျေးဇူးတင်ဟုတ်ကဲ့ပါ